ချက်သိန်း8100နဲ့အသင်းနေတိုက်ကြီးလဲရမယ်ကျွန်တော်တို့လူနေစီတဲ့နေရာမှာလဲရမယ်ပေ80 60ချန်အကျယ်ကြီးလဲရမယ်ဆိုလို့ရှိရင်လူချင်းမင်းတို့စိတ်ဝင်စားတယ်စိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်နဲ့အတူဒီဗီဒီယိုကိုစောင့်အောင်လိုက်ကြည့်ပေးပါဒီခြံခွက်ကြီးရဲ့ဒီနေရာကတော့နေပြီးတော့ပုဗ္ဗတေရီမျိုးဝနဒီပါရက်ကွက်မှာရှိမယ်ကျွန်တော်တို့ချင်းတွင်းလမ်းမကြီးကြောက်ကတ်မှာရှိမယ်ဇကောဟာလမ်းမကြီးနဲ့ကျွန်တော်တို့နတ်တနီမိန်လမ်းမကြီးကြားမှာရှိမယ်ဒီရှိရလမ်းကတော့မြစ်တာ3လမ်းဖြစ်တယ်ကျွန်တော်တို့ဒီကျွန်တော်အခုရောင်းချပေးမဲ့အိမ်ကတော့ဒီအိမ်ပေါ့နော်ဒီအိမ်အရှိလည်းဖြစ်မယ်ကုန်းမြင့်ဖြစ်မယ်နေရာကောင်းတယ်ရှေ့ရလည်းလမ်းတစ်ပြားခင်းလမ်းကျယ်ဖြစ်တယ်တော်တော်လေးမိုက်တယ်8100ဆိုတဲ့ဈေးနဲ့မတန်အောင်လို့ပဲတော်တော်လေးကောင်းတယ်လို့ပြောလို့ရမယ်လူချင်းမင်းတို့အနေနဲ့အသင်းတွေတိုက်ကိုလည်းကြိုက်တယ်လူချန်ချယ်တာကိုလည်းကြိုက်တယ်ဈေးသက်သာတာကိုလည်းရွေးနေတယ်ဆိုလို့ရှိရင်ဒီကျွန်တော်အခုပြပေးမယ်ခြံကြီးကိုတစ်ချက်လိုက်ကြည့်ကြပေးပါဦးဗျာကျွန်တော်တို့ဒီအိမ်ရှေ့ကိုတော့ရောက်လာပြီပေါ့နော်ဒီအိမ်ကလည်းကုန်းမြင့်ပေါ်မှာတိဆောက်ထားတာကိုတွေ့ရမယ်ကျန်တဲ့နေရာထက်ဆိုင်ရင်သူကဂုံးပိုကြတယ်ဂုံးပိုကြတယ်အရှိလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လေကောင်းလေတန်းရမှာဖြစ်ပါတယ်အဲဒီအုတ်တိုင်းလေးဘက်ခထားပြီးပြီးသားပေါ်မှာကျွန်တော်တို့ breeder စုချိုးရေးတက်ဆင်ပေးပြီးသားဖြစ်တယ်ကျွန်တော်ဒီမှာရေမြောင်းတွေလည်းပေါဝင်တာကိုတွေ့ရမယ်အလှပင်စိုက်ဖို့အတွက်ကျွန်တော် flower box တွေလည်းထည့်ထားပေးတာကိုတွေ့ရမယ်ဒါဆိုရင် channel ကိုချက်သွားမယ်ဒီမှာပေါဝင်တဲ့ရေကတော့ကျွန်တော်တို့စီပင်ရေမျိုးစားဖြစ်တယ်ကားတစ်စီးလောက်ကတော့အသာလေးရက်လို့ရမယ်ကားတစ်စီးအသာလေးရက်လို့ရမယ်ကျွန်တော်တို့ညနေဝ80ပေါ်မှာတိစောက်ပေးထားတယ်တစ်ဆက်ဆက်သွားမယ်ဒီမှာဆိုလို့မြေချမ်းတွေအများကြီးကြံသေးတာကိုတွေ့ရမယ်ရှေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းပူစီစောက်ဖို့နေရလဲကြံနေသေးတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အိမ်ထဲတစ်ချက်ပြပေးမယ်အော်ဒီအိမ်မှာဆိုလို့ရှိရင် master 3 개 4 개 တခန်းပါဝင်တာတွေ့ရမှာဖြစ်တယ်ဒါဒီအိမ်ရဲ့ခြေပေါ်နဲ့ခန်းကျတဲ့အိမ်ကခြေပေါ်နော်ဂျူရှိရှိလေးလည်းလောက်ပါပြီးတယ်တနေ့ချက်လေးကိုရှိရှင်းလေးပဲဒါကတော့ပြန်လာတယ်ပြန်လာတယ်ခွေဒါဆိုရင်ဒါဒီအခန်းဆိုလို့ရှိရင်ဒီရဲ့ပထမဆုံး master ကန်ဖြစ်ပါတယ်ဒီမှာဝေါ်လာနေပါမယ်ဒီမှာကိုရပါရင်ခဏပေးတော့တွေ့ရမှာဖြစ်တယ်ဒီမှာဆိုတော့ဒီချိုးလိုက်နေတာပဲဖြစ်ပါတယ်ဟိုဒါဆိုရင်မှာပါမှာ support နေတယ်ဒီကနေ့ master ကန်ဖြစ်တယ်ပထမ master ကန်နဲ့တော့အတူတူပါပဲခင်ဗျာဒါဆိုလို့ရှိရင်ဒီရဲ့တတိယ master ကန်ဆက်သွားလိုက်တာဒီအခန်းရဲ့ဖွဲ့စည်းပုံကလည်းအတူတူပဲဖြစ်ပါတယ်ဟုတ်ပြီဒီကတော့ဒီရဲ့ kitchen and dining ဖြစ်ပါတယ်ကျွန်တော်တို့ရေစုကအိမ်သားတွေလည်းပေါဝင်ပြီးသားဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် kitchen counter တွေကိုဒေသလေးလုပ်ပြီးတော့ရွှေ့ရမှာဖြစ်တယ်ဒီမှာ cabinet တွေပါပြီးသားဖြစ်တယ်ဒါကတော့အပြင်ထွက်တဲ့အားတော့ဖြစ်ပါတယ်ဗျာဒီကနေအပြင်တက်ထွက်လို့ရမယ်ဒါပြီးရင်တော့ကျွန်တော်ဒီအိမ်ရဲ့နောက်ဆုံး single တန်းလေးကိုလည်းဒီအိမ်ရဲ့ single ကလေးပဲဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ချန်ပီယံတစ်ချက်ပြထားမယ်ကဲဒီအိမ်ရဲ့ခေါ်စီရတော့ချက်သိန်း8100သိန်းတီတီဖြစ်ပါတယ်ပိုင်ဆိုင်မှုကဂရမ်မီမျိုးစားဖြစ်ပါတယ်လူချင်းမင်းတို့စိတ်ဝင်စားရင်ကျွန်တော်တို့ Dream Home HMB ကိုအချိန်ပြီးဆက်သွယ်လာလိုက်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာမင်္ဂလာရှိတဲ့မနက်ခင်းလေးဖြစ်ကြပါစေဗျာ